မစ်ကြီးတွေကိုလူတွေစောက်ခဲ့တာတကယ်ရောဟုတ်ရဲ့လားပရိသတ်များအားလုံးမင်္ဂလာပါသူသားအင်ကနေပြန်လေးကြိုဆိုလိုက်ပါရရှင်။အီဂျစ်နိုင်ငံကဂေဇာပရမစ်ကြီးတွေကိုကြည့်လိုက်တိုင်းလူတိုင်းရဲ့စိတ်ထဲမှာမိဂွန်းတစ်ခုအမြဲပေါ်လာတတ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကလူတွေဟာအခုခေတ်စက်ရနေရကြီးတွေတောင်မရှိပဲဒီလောက်ကြီးမားတဲ့ကြောက်တုံးကြီးတွေကိုဘလို့များတဲ့ယူဆောက်လုပ်ခဲ့ကြတာလဲဆိုတာပါ။ဒီမိဂွန်းကြောင့်ပဲပရမစ်တွေကိုဂျိုးသားတွေစောက်ခဲ့တာလားရှေးဟောင်းနည်းပညာအသစ်တွေရှိခဲ့တာလားဆိုတဲ့အမှန်စားချက်တွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။ပီရမစ်ကြီးတွေရဲ့တိကျမှုဟာအယောစရာကောင်းလာပါတယ်။ပီရမစ်ကြီးရဲ့အနားလေးဘက်ကအရှိအနောက်တောင်မြောက်အရက်မျက်နှာတွေနဲ့တိတိကျကျကိုက်ညီနေသလိုအသုံးပြုထားတဲ့ကြောက်တုံးကြီးတွေကလည်းတတုံးကိုပြန်မြ2.5 တန်ကနေတန်80ထိလေးလံပါတယ်။ဒီအချက်တွေကိုကြည့်ပြီးတော့တချို့ကဒါဟာလူသားတွေလုံနိုင်တဲ့အလုပ်မဟုတ်ဘူးအစိမ့်မြင့်တဲ့ဂျိုးသားတွေကသူတို့ရဲ့နည်းပညာနဲ့လာဆောက်ပေးသွားတာလို့ယူဆကြပါတယ်။ဒါပေမဲ့သမိုင်းပညာရှင်တွေနဲ့ရှေးဟောင်းသူတေသနာပညာရှင်တွေကတော့ပီရမစ်တွေကိုလူတွေပဲဆောက်ခဲ့တာဆိုတာခိုင်ခိုင်မာမာသက်သေပြနိုင်မဲ့အချက်တွေကိုရှာဖွေတွေ့ရှိထားပါတယ်။1990ပြည့်နှစ်လွန်နေမှာပီရမစ်တွေရဲ့အနီးအနားမှာပဲအလုပ်သမားတွေနေထိုင်ခဲ့တဲ့ရွာဟောင်းကြီးတစ်ခုကိုတူးဖော်တွေ့ရှိခဲ့ပါတယ်။အဲ့ဒီနေရာမှာလူပေါင်းထောင်ချီနေထိုင်ခဲ့တဲ့အထောက်အထားတွေသူတို့စားတောက်ခဲ့တဲ့တိရစ္ဆာန်အယိုးစုတွေနဲ့မုံဖုတ်ဖိုတွေကိုတွေ့ရပါတယ်။ဒါဟာကျေးကျွန်တွေမဟုတ်ပဲကျွမ်းကျင်လုပ်သားတွေကကောင်းမွန်တဲ့စားနပ်ရိက္ခာထောက်ပံ့မှုနဲ့ဆောက်လုပ်ခဲ့တာကိုပြပါတယ်။2013ခုနှစ်မှာအရေးကြီးတဲ့ရှေးဟောင်းကျူဆက်ကိုစာမှုတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီစာမှုကပီရမစ်ဆောက်လုပ်ရာမှာပါဝင်ခဲ့တဲ့မာယာဆိုတဲ့အလုပ်သမားခေါင်းဆောင်တဦးရဲ့နေ့စဉ်မှတ်တမ်းဖြစ်ပါတယ်။အဲ့ဒီမှာကြောက်တုံးတွေကိုဝေးလည်တဲ့အရက်ကနေနိုင်မြစ်ကိုအသုံးပြုပြီးတော့လှေတွေနဲ့ဘလို့တည်ယူခဲ့တယ်ဆိုတာကိုအသေးစိတ်ရေးသားထားပါတယ်။ဒါဟာပီရမစ်ကိုလူတွေဆောက်ခဲ့ကြောင်းအခိုင်အမာဆုံးသမိုင်းဝင်သက်သေပါပဲ။တဲယူပို့ဆောင်ရေးကိုကြည့်ရင်အဲ့ဒီခေတ်ကဘိန်းကြောင်မပေါ်သေးရပါသိပ္ပံပညာရှင်တွေရဲ့လေးလာချက်အရလူတွေဟာကြောက်တုံးကြီးတွေကိုတစ်သားရှောတွေပေါ်တင်ပြီးတော့ဆွဲခဲ့ကြတာပါထူးခြားတဲ့အချက်ကတော့သဲပေါ်မှာအဲ့ဒီရှောတွေကိုဆွဲတဲ့အခါမှာသဲတွေပူနေရင်ဆွဲရခတ်ပါတယ်ဒါကြောင့်အဲ့ဒီခေတ်ကလူတွေဟာရှောရဲ့အရှိကနေသဲတွေကိုရေဖြန်းထားခဲ့ကြပါတယ်သဲမှာရေဆိုသွားတဲ့အခါမှာပုတ်တိုက်မှုရောနေသွားပြီးတော့ကြောက်တုံးကြီးတွေကိုလူအင်အားနဲ့အလွယ်တကူဆွဲယူနိုင်ခဲ့တာဖြစ်တယ်လို့ယူဘဗေဒပညာရှင်တွေကတွက်ချက်ပြသထားပါတယ်။ပီရမစ်ရဲ့အမြင့်က482ပေရှိပါတယ်။ဒီလောက်မြင့်တဲ့နေရာကိုကြောက်တုံးကြီးတွေတင်ဖို့အတွက်ရှောဆောက်လမ်းတွေကိုအသုံးပြုခဲ့ကြပါတယ်။ပီရမစ်ကိုပတ်ပြီးတော့ဖြစ်စေတဲ့ဖြစ်စေမြေကြီးနဲ့ရွှွနဲ့ပြုလုပ်ထားတဲ့လမ်းတွေကိုတိစောက်ပြီးတော့ကြောက်တုံးတွေကိုအစစ်စစ်ဆွဲတင်ခဲ့ကြတာပါ။ပီရမစ်ဆောက်ပြီးသွားတဲ့အခါမှာအဲ့ဒီရှောဆောက်လမ်းတွေကိုပြန်ဖြတ်လိုက်တာဖြစ်ပါတယ်။အီဂျစ်လူမျိုးတွေကနက္ခတ္တဗေဒနဲ့သင်္ချာပညာမှာအရန်ကိုကျွမ်းကျင်ကြပါတယ်။သူတို့ကကျဲတာယာတွေကိုကြည့်ပြီးတော့အရက်မျက်နှာတွေကိုတိုင်းတာခဲ့ကြပါတယ်။ပီရမစ်ကြီးရဲ့တိဆောက်ပုံက Golden Ratio တွေပိုင်တန်မိုးတွေနဲ့ဆက်ဆက်နေတာကိုတွေ့ရပါတယ်။အချုပ်ပြောရရင်တော့ပီရမစ်ကြီးတွေဟာဂျိုးသားတွေရဲ့လက်ရာမဟုတ်သလိုမော်အတက်နဲ့ဆောက်ခဲ့တာလည်းမဟုတ်ပါဘူး။ဒါကရှေးဟောင်းလူသားတွေရဲ့အမကန်အင်ဂျင်နီယာအတတ်ပညာစုပေါင်းအင်အားနဲ့နှစ်ပေါင်းများစွာကြာတီးခံတိဆောက်ခဲ့တဲ့စိတ်ဓာတ်တို့ရဲ့ရလဒ်ပဲဖြစ်ပါတယ်။ပီရမစ်ကြီးတွေကိုကြည့်ပြီးတော့ကျမတို့ဂုဏ်ယူသင့်တာကလူသားတွေဟာဘာမှမရှိတဲ့ခေတ်မှာတောင်ဒီလောက်ကြီးမားတဲ့အရာတွေကိုဖန်တီးနိုင်ခဲ့ကြတယ်ဆိုတဲ့ချက်ပါပရိသတ်များရောဘယ်လိုမြင်ကြပါသလဲအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။